အားလုံးပဲသိကြတဲ့အတိုင်းမက်ဆီဆိုတာနဲ့ Adidas ကိုပဲပြင်းမြင်ကြမှာပါဒါပေမဲ့တစ်ချိန်လုံးကမက်ဆီဟာ Nike ရဲ့ကစားသမားဖြစ်ခဲ့ဘူးလေဆိုတာတင်သိပါသလား။ဘာကြောင့်ကမ္ဘာအကြီးဆုံး Nike ကုမ္ပဏီကြီးကမက်ဆီလိုကစားသမားမျိုးကိုလက်လွတ်လိုက်ရတာလဲအဓိကအကြောင်းရင်းကတော့ Nike ရဲ့အပေါ်ဆောင်မှုကြောင့်ပါပဲ။2006ခုနှစ်ဝန်းကျင်မက်ဆီလူငယ်ကျယ်ပွင့်ဖြစ်ခါစားတုန်းကမက်ဆီရဲ့ဖခင်ဖြစ်သူကအပိုပစ္စည်းတချို့တောင်းဆိုခဲ့တာကို Nike ဘက်ကလစ်လျူရှုခဲ့ပါတယ်။ဒါအပြင် Nike ဟာမက်ဆီနဲ့တရားဝင်ခိုင်မာတဲ့စာချုပ် binding contract ချုပ်ဖို့ပြက်ကွက်ခဲ့ပြီးတတိပြုလွှာအဆင့်ပဲလုပ်ထားခဲ့တာပါ။ Adidas ကကြားထဲကဝင်ပါလာပါတယ်။ Nike ထက်ပိုကောင်းတဲ့ငွေကြေးကမ်းလှမ်းမှုတွေပိုကောင်းတဲ့အစီအစဉ်တွေနဲ့မက်ဆီကိုဆွဲဆောင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ Nike ကမက်ဆီကို Adidas စီမသွားဘူးတရားရုံးအထိတက်တာခဲ့ပေမဲ့စာချုပ်အထောက်အထားမခိုင်လုံတာကြောင့်ရှုံးနိမ့်သွားခဲ့ပါတယ်။ဒီလိုနဲ့ Nike ဟာတမိုင်းမှာအကြီးမားဆုံးအမှားတစ်ခုကိုလုံးမိခဲ့ပြီး Adidas ကတော့မက်ဆီနဲ့အတူကမ္ဘာဘောလုံးလောကကိုစိုးမိုးသွားပါတော့တယ်။အခုဆိုရင်မက်ဆီဟာ Adidas နဲ့တသက်တာစာချုပ်တောင်းချုပ်ထားပြီးပါပြီ။တင်ကောဘယ်အမတ်တစိတ်ကိုပိုကြိုက်လဲ။မက်ဆီနဲ့ Nike တာဆက်တွဲခဲ့ရင်ဘာဖြစ်မလဲ။ခါမန်မှာရေးပေးခဲ့ပါဦး။